ဒါကကကြော်ညာပေးလိုက်တဲ့ Note 14 Pro ရဲ့ပိုင်ရှင်ရောက်လာပြီပေါ့နော် A few moments later အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာဖြိုးက global မှာ global ကြိုက်တဲ့ကိုယ့်ရဲ့ကတ်ကားတွေအတွက်ကိုယ်ဝင်လိုက်တဲ့ global ကဘယ်လို global မျိုးကိုဘယ်စည်းပေးရလဲဆိုတာလေးတွေကို sharing လုပ်သွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးရှင်ဆိုရင်တော့ဒီနှစ်ခုသလုံးက global ပဲဟုတ်တယ်နှစ်ခုသလုံးက global ပါပဲဒါပေမဲ့ဘယ်လိုကောက်သွားမလဲဆိုလို့ရှိရင်ဒါကမြန်မာနိုင်ငံကိုလာတဲ့ global ဒါက Thai region နဲ့လာတဲ့ Thai global တူတူပဲလေဖွာကွာနေရလဲမဟုတ်ဘူးရဲ့ packaging မှာကွာသွားပြီနောက်ကျောင်းပြန်ကြည့်မယ်ဆိုရင် global ကဘာမှမပါဘူး plain နဲ့လာပြီးတော့ Thai global အနေနဲ့ဆိုလို့ရှိရင်တော့ဒီလို Thai စာလေးနဲ့ region အပြင်လာပေးထားတယ်နောက်တစ်ချက်နှစ်ခုသလုံးက global city ဖြစ်တဲ့အပြင်မှာglobal ဖြစ်ဖြစ် Thai global မှာပဲဖြစ်ဖြစ်ပါဝင်တဲ့နှုန်းတွေကတော့အကုန်တူတူပါပဲရှင်global မှာလည်း battery က 6000 Thai မှာလည်း battery က 6000 region လေးပဲကွာသွားပါမယ်မတူညီတဲ့တစ်ချက်က service running global လုံးဒီ 2 year running ပါသွားတယ် Thai လုံးလေးကကြတော့ sign ကနေပြန်ပေးထားတဲ့ 1 year အာမခံပါသွားမယ်ပေါ့နော်အဲ့ဒါလေးတော့ကွာသွားပါတယ်ရှင်နောက်အရေးကြီးဆုံးကွာဟမှုကဈေးနှုန်းပဲဖြစ်ပါတယ်ရှင်ကိုက global ကိုလိုချင်တယ်ပေးရတဲ့ဈေးကလည်း global ဥပမာဆိုပါစို့ဒါလေးဒီ global လုံးသူ့ရဲ့ဈေးက run 8256ဆိုအခုဈေးလေးနည်းနည်းလေးတက်သွားပါပြီ17သိန်းနဲ့4900ပေးရတယ်ပေါ့နော်ဒါက global ဒါပေမဲ့ Thai global မှာကြတော့အခုလက်ရှိဖြိုးလို့ရောင်းပေးထားတာ RAM က8 memory 256GB ကိုမှ9သိန်းကျော်10သိန်းမပြည့်တဲ့ဈေးနဲ့ရောင်းပေးထားတဲ့အတွက်ဈေးအားဖြင့်က3သိန်းကျော်တောင်ကွာသွားပြီနော်အဲ့ဒါကိုမှအခုကြည့်နေတဲ့မိတ်ဆွေတွေမှာကိုကဝယ်လိုက်တာကတော့ global ပါပဲဈေးကလည်းပေးလိုက်ရတဲ့ဈေးကလည်း global official ဈေးပဲပေးလိုက်ရပြီးတော့ရတဲ့အလုံးကအခုလိုမျိုး Thai region နဲ့လာတဲ့အလုံးမျိုးဆိုလို့ရှိရင်တော့ဝယ်သူတက်ကအရန်ကိုနစ်နာပါတယ်ရှင်ဒါကြောင့်မို့လို့ဖြိုးကဒီဗီဒီယိုကို share လုပ်ပေးခြင်းပဲဖြစ်ပါတယ်ဖြိုးရှိမှာကတော့ရောင်းပေးထားတဲ့ပုံစံလေးက global လိုချင်တဲ့သူဆိုရင်လည်း global ဈေးနှုန်းအဖြစ်လည်း fair ဖြစ်ရမယ်ပါဝင်တဲ့နှုန်းကအကုန်တူတူပဲရတယ်ကိစ္စမရှိဘူးဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ Thai global လေးလည်းရှိပါတယ်ရှင်ကာချာမအနေနဲ့ကိုကြိုက်နှစ်သက်ရအောင်ရွေးချယ်ဝယ်လို့ရအောင်စိုင်းနေနဲ့ကလည်းအောင်မဝိုင်းရတောင်းယူပြီးအကုန်လုံးကိုရှင်းပြပြီးတော့မှဈေးကိုရောင်းချပေးထားပါတယ်ရောင်းပေးထားတဲ့ပုံစံလိုလေးတွေကလည်းလက်ငင်းလဲဝယ်လို့ရတယ်ဒါမှမဟုတ်ကနဦးသွင်းဝင်နည်းနည်းလေးပြီးပြီးတော့အရေးကြနဲ့ဝယ်ခြင်းတဲ့သူဆိုရင်လည်းအရေးကြနဲ့ run လို့ရမယ်အရေးကြနဲ့မလို့ခြင်းလက်ငင်းအောင်မှာအိမ်ရောက်ဝယ်ချင်တဲ့သူလိုချင်တဲ့သူတွေကလေးတွေအတွက်ဆိုရင်လည်းအိမ်ရောက်ဝယ်ချင်တဲ့လည်းပစ္စည်းလေးပို့ပေးပါတယ်ရှင်စိုင်းကိုကိုယ်တိုင်ကိုချလာရောက်ဝယ်ယူအားပေးချင်တဲ့သူတွေဆိုင်လိမ့်စာလေးကလိုင်းသားရမြို့နယ်တမကုန်းမတိုင်စီးပြီဆိုတာနဲ့အတွေ့အကြုံထိန်မှာအောင်မဝိုင်းရှိပါတယ်ဆက်သွယ်မေးမြန်းတင်တာလေးရှိရဆိုရင်တော့ဆိုင်ရဲ့ဖုန်းနံပါတ်တွေအနေနဲ့3996963639 25544446လေးကိုလည်းအသေးသေးဆက်သွယ်မေးမြန်းလို့ရပါတယ်ဒီဗီဒီယို sharing လုပ်ခြင်းအကြောင်းရင်းကတော့ global နှစ်ခုရဲ့ကွာဟသွားတဲ့ဈေးနှုန်းနဲ့ကိုတကယ်ရလိုက်တဲ့ပစ္စည်းကဘာလဲဆိုတာကိုသိအောင် sharing လုပ်ခြင်းပဲဖြစ်ပါတယ်ရှင့်ဒီပန်နိုင်ရနေအဲ့ဒါဘယ်နှလုံးမြောက်ဖြစ်သွားပြီလဲနှလုံးမြောက်နှလုံးဟုတ်လားလက်ငင်းနဲ့ဆို3လုံးမြောက်ဒါလေးကနုပ်လောက်ပြီးတဲ့ကနဦးက2သိန်း1000နဲ့3000ဝယ်ရတာကိုပြောနေလဲစင်ပြေတယ်ဟုတ်ပြေတယ်ပါတယ်ရှင်